大家，这个给了哈，比如路途，个前比如路途咱们搞呗，缅甸那个 democracy 也是一样对，那个人呢，谁人嘛，到了你家嘞，也不也不呀，那个也不是弟弟呢，但个你个到了也不是阿龙那个呗，就是今天那个比。今天就帮你麻痹，大家好，就是要是那个你个忙的话面呢，个前边就就阿龙过来呗，今年那里，今天哪怕也，你把那些平面木奥干的lum样不样的，今天就是嘛，这个多你说呢？阿鲁西西鲁呢，其他的到了多少马祖，一面呢，那个正好你呢，我会马上自个标价的嘛嘞，把跟我们结束的嘛嘞。这个例子啊，在个前苗大龙呢，个前苗大是有把这个业务面些嘛嘛，一个了，三年别看那美国。微博可以也是的，对，他先生他话偏听哦，接触联系吧，将协助说标价路过来。第二个，个前面的面对，弄业绩啊，买回那头里面来批发嘞，把将来所以，个前面的，个前边路面也对，个前面的是用沙点地头呢，那头里面，批到这骷髅见到会。为啥呢？现在的菜嘛，今嘛也真批发嘞。一个喽，见到关系比较也真啊，明明个前边呢，个前面的阿龙哦，也努力所以来在嘛，改变安对，南岸一把的没什么批，罗安那种关系比较也真批发嘞。一看啊，明明比有路没有，面过来，我出开，人家大家说你听个啥嘞？1947年嘛，英格兰koloni แล้วเที่ยวจ้าตัวแกดูดิอะว่าเสียบว่าเချိန်မှာဖက်စစ်ဂျပန်ကပြန်လဲကြီးစိုးခဲ့တယ်အဲ့ဒီချိန်မှာကျွန်တော်တို့ဘောဝါများအတူးကြုံမခံလို့ရစိတ်ဓာတ်နဲ့အသက်သွေးချွေးစသေးပြီးမိမိရဲ့နေမျိုးကိုကာကွယ်ခဲ့တာကြောင့်ကျွန်တော်တို့ကချင်မျိုးသားများကချင်လောက်မှလွတ်မြောက်နိုင်ခဲ့တယ်1945ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှာမိမိနေမျိုးကိုမိမိမျိုးသားများပြန်လည်ရယူမိအချိန်ဖြစ်တယ်တို့တော့လည်းဘိုးဘွားဒူဝါကြီးတချို့ကဗမာနဲ့ပူးပေါင်းပြီးပြည်တော်စုနိုင်ငံကိုပူးပေါင်းတည်ထောင်ရန်နေထိုင်သွားလို့၍ပြင်ဆင်လာတော့ကြောင့်မိမိတို့ကချင်မျိုးသားများဟာဗမာနဲ့ပူးပေါင်းတဲ့နိုင်ငံထဲတို့မိတည်နေထိုင်ခဲ့ရခြင်းဖြစ်ပါတယ်1948ခုနှစ်ဇန်နဝါရီ4ရက်နေ့မြန်မာနိုင်ငံနေချင်အင်္ဂလိပ်လက်အောက်ကနေလွတ်လပ်ရေးရရှိခဲ့တယ်။ဒါကြောင့်ကျွန်တော်တို့ကချင်တွေလည်းပြည်တော်စုနိုင်ငံတည်ထောင်မှာအတူတကွနေထိုင်လာခဲ့ကြတယ်။မြန်မာများဟာလွတ်လပ်ရေးရယူချိန်နဲ့တူညီတဲ့နိုင်ငံရေးခွင့်ရအောင်မှာအတူတကွနေထိုင်ကြရအောင်လို့ပြောတာကြောင့်ကျွန်တော်တို့ကချင်တွေဟာပြည်တော်စာချုပ်အရသဘောတူညီချက်ရယူပြီးနိုင်ငံထဲမှာတရားမျှတတဲ့ဥပဒေအောက်ကအတူနေထိုင်ရန်သဘောတူညီနေထိုင်ကြခြင်းဖြစ်တယ်။ခုလိုနိုင်ငံထဲမှာအတူနေထိုင်လာတဲ့အချိန်ကစပြီးမောင်များဟာကျွန်တော်တို့ပြည်လုံကတိကိုချိုးပေါက်ကထင်လို့ဖိနဲ့ချုပ်ကျဲညီမနှိမ့်ဆက်လာပါတော့တယ်။တူညီမျှတတဲ့နိုင်ငံရေးခွင့်ရေးလုံးဝမရှိခဲ့ပါဘူး။ဒါကြောင့်ကချင်ကောင်းဆောင်သူဟာလက်ဖိုင်နော်ဆိုင်က1949ခုနှစ်ချင်းပြည်ကိုပြည်သားနိုင်ငံထူထောင်မယ်ဆိုပြီးဗမာအစိုးရကိုစတင်တော်လှန်ပေါ်လာခဲ့တယ်။နောက်ပိုင်းမှာဒူဝါလက်ဖိုင်နော်ဆိုင်ကတရုတ်ပြည်ထဲကိုခိုးလုံနေထိုင်သွားခဲ့တယ်။ချင်းပြည်နယ်အချို့ကိုလည်းတရုတ်ပြည်ထဲပေးလိုက်ရပါတယ်။အချို့နေပြည်တွေကိုဗမာပြည်စကိုင်းတိုင်းပြည်ုံထဲထည့်သွင်းခြင်းခံလိုက်ရပါတယ်။ဘာသာရေးယုံကြည်တဲ့ဝင်မှုမှာလည်းနိုင်ငံသားတိုင်းဗုဒ္ဓဘာသာဝင်ဖြစ်ရမယ်ဆိုပြီး
ဖြစ်လာပါတော့တယ်ကျောင်းသားကောင်းဆောင်9ဦးကနေဥဆောင်ပြီး KIO ဆိုတဲ့တော်လိုင်းရေး1960ခုနှစ်ကနေစတင်ပြီးကချင်နိုင်ငံထူထောင်ဖို့ KIO KIA အဖွဲ့ဟာမာအခုအထိဥစ္စာလည်းညောဆောင်ခါနေဥဆောင်ခဲ့ပါတယ်24ရက်နလ1994ကျင်းမှာစတင် KIO KIA တော်လိုင်းရေးအဖွဲ့ဟာရန်သူစစ်အစိုးရရဲ့ပြည်ကရက်စဲပြီးနိုင်ငံရေးဆွေးနွေးရန်စတင်လုံးဆောင်ခဲ့တော့လဲစစ်အစိုးရလက်တွေ့မှာနိုင်ငံရေးဆွေးနွေးမှုလုပ်ခဲ့ပါဘူးအချင်းပြည်နယ်တစ်ခုလုံးဗမာစစ်တပ်ကနေစစ်တပ်ကထုတ်ချက်ခဲ့တယ်အရင်က KIO KIA တွေစိုးမိုးခဲ့တဲ့နေပြည်တော်တွေစစ်ဆိုရရယူခဲ့တယ် KIO တွေအုပ်ချုပ်ခဲ့တဲ့နေပြည်ကျွော်တွေကိုနောက်မှစစ်တပ်မှမောင်းထုတ်ကစူးစီးရွာဖြစ်စစ်တပ်စိုးမိုးနေပြည်တဲ့တွင်ခဲ့တယ်ကချင်မျိုးသားစီယုံ KIO 1900ချင်းမွန်ဗမာရခိုင်ရှမ်း KIO ဖွဲ့ဒီကချင်ပြည်နဲ့ကချင်ပြည်လူထုများကိုပြည်တွင်းပြည်သိတဲ့ခံကြတဲ့ပြည်လူထုအားလုံးအတွက်တကယ်အမီ UKA တောင်းတော်ကိုလည်းအခိုင်အမာပြုလုပ်နေတဲ့ပြည်ဖြစ်တယ်မြန်မာနိုင်ငံပြည်နေတိုင်းကြတော့တိုင်းသားညီကိုတော်လိုက်မြန်မာနိုင်ငံကိုထူထောင်ရန်ကြိုးပမ်းရတဲ့လည်းပါဝင်ရရှိနေပြီးနိုင်ငံရေးစစ်ရေးညစလုံးဖြစ်အဲဒီကိုကျွန်တော်တို့မကယ်တင်ရင်မဖြစ်တဲ့အနေအထားတို့ရောက်ရှိနေပြီဖြစ်သည်ကြတော့ကချင်ရှမ်းဗမာကလာတေတို့အားလုံးကချင်တိုင်းပြည်လူမျိုးလုံးဝလွတ်လပ်ရေးအတွက်အသက်သွေးချွေးကြပါစို့တိုင်းပြည်လူမျိုးလူမျိုးရေးအတွက်ကြိုးပမ်းကြရဒီလည်းများတော့မျိုးချစ်မြေကောင်အားလုံးကိုယုံကြည်နေကြပါတယ်ဒီဖြစ်နေပါတယ်ကချင်ပြည်လွတ်လပ်ရေးနဲ့မျိုးသားလုံးလူမျိုးတည်တိုင်အောင်အတူတကွကြိုးကျွန်တော်တို့ရဲ့ဒီလွတ်လပ်ရမည်ကျွန်တော်တို့မျိုးသားလုံးလူမျိုးရမည်ကျွန်တော်တို့ရဲ့စစ်မှန်တဲ့တော်လှန်ရေးအောင်မြင်ရမည်ကချင်ပြည်သူလူထုတရားလုံးအစဉ်ချစ်မြတ်နှုံးလျက်ဒူဝါပေါ်ဝင်လာတော့ဥပ္ပခကချင်မျိုးသားစီယုံကျေးဇူးကေနူပဇီယန်တပတ်လက်ခန္ဓာမှာစကားပြောမှုပြတဲ့အတွက်ကေနူဖွဲ့အများကြီးကျေးဇူးတင်ပါတယ်တရားတော်တဲ့ပုဂ္ဂိုလ်အားလုံးကိုကျွန်တော်လေးစားပါတယ်အခုကေနူဥက္ကရာကြီးရဲ့မိန့်ခွန်းပေါ်လေးကိုကျွန်တော်ဖတ်ကြားတော့ဒီကချင်ပြည်နယ်ရဲ့သမိုင်းကချင်လူမျိုးတွေရဲ့ aspiration လို့ခေါ်တဲ့လူရင်းဆန္ဒတွေသူတို့ကြိုးပမ်းတာတွေကိုကျွန်တော်တို့သိခွင့်ရတယ်ဗျအများကြီးအကျိုးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဗမာပြည်ထဲမှာဒါကျွန်တော်တို့စက်ပြီးနေကြကြရမယ်ဆိုရင်ဒီလိုရရှိတဲ့အသည့်မျိုးကျွန်တော်တို့ရနိုင်မယ်လို့ကျွန်တော်မထင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဗမာပြည်ထဲကိုဟလာနှစ်ပေါင်းမွေးရနေခဲ့တဲ့ဒီမထွက်ခင်ဒီပေါ့။ဆိုတော့ကျွန်တော်ကချင်ပြည်နယ်ကိုမရောက်ဘူးပါဘူး။လာလို့ပဲချင်းပြည်နယ်ဆိုလဲအစွန်ဖျားလေးလောက်နဲ့ရောက်ဘူးလေကျန်တဲ့ပြည်နယ်ဆိုဝေးရောပေါ့လေ။အဲ့တော့အဝေးကြီးနေကြတဲ့အခါမှာကျွန်တော်တို့အသည့်ဘုဟုတုတလည်းဝေးတယ်အခါပြောနေကြတယ်ပြီးတော့သူစိတ်ဓာတ်စသဖြင့်ပေါ့လေဒီဟာတွေနဲ့လည်းတော်တော်လေးအလှမ်းဝေးပါတယ်ဒါအားလုံးကစာရွက်ပေါ်ကျောင်းကသင်ခန်းစာတွေမှာပဲကျွန်တော်တို့ရှိကြတယ်တကယ်ပဲတွဲပြီးတော့အလုပ်လုပ်ရှင်ပြီးတော့အလုပ်လုပ်ကြတဲ့အခါမှာနားလည်မှုပိုရကြတယ်နားလည်မှုဆိုတာသူဖြစ်ချင်တဲ့ဆန္ဒတွေသူ့ရဲ့လက်ခံစားချက်တွေဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကြသိခွင့်ရတယ်ဒါဟာအကျိုးမြတ်တွေကျွန်တော်ပြောချင်တာနော်ဗမာပြည်ထဲမှာဆိုတာကျွန်တော်မရပြည်တော်စုတစ်ခုတည်ထောင်ပြီးတော့နေခြင်းနဲ့ဆိုရင်တယောက်နဲ့တယောက်လူမျိုးတစ်မျိုးနဲ့တစ်မျိုးလူမျိုးအခြေခံရပေါ့လေဒါလူမျိုးအခြေခံတဲ့ပြည်တော်စုရှိတယ်ဒေသကိုအခြေခံတဲ့ပြည်တော်စုရှိပါတယ်မျိုးကျွန်တော်တို့ဗမာပြည်ကဘာဖြစ်လာမယ်တော့မသိဘူးပေါ့လေအဲ့ဒါလို့ဆိုရင်တယောက်နဲ့တယောက်ဒေသတစ်ခုနဲ့တစ်ခုလူမျိုးတစ်ခုနဲ့တစ်ခုဟာဒီအတူနေမယ်ဆိုရင်ဟလာချစ်ခင်လေးလေးစားစားမရှိပဲနဲ့နေတယ်ဆိုရင်ကျွန်တော်မခိုင်မြဲပါဘူးနော်